အားလုံးပဲမင်္ဂလာပါစံတင်ညမှာရှင်ပြိုင်သွားမဲ့ပြင်သစ်လီဂူပွဲစဉ်၅ပွဲစလုံးကိုကျွန်တော်သုံးသပ်ရွေးချယ်ပေးသွားမှာဖြစ်တဲ့အပြင်ကျွန်တော်ရဲ့ YouTube Channel ကို Subscribe မလုပ်ရသေးတဲ့ကျွန်တော်ရဲ့ fan တွေကြည့်ရင် Subscribe လုပ်ထားပါကျွန်တော်ဗီဒီယိုတင်တိုင်းအလွယ်တကူသိရှိသွားနိုင်မှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယို Like and Share တွေများများလုပ်ပေးခြင်းဖြင့်ကျွန်တော်ကို support ပေးလို့ရနိုင်ပြီးတော့တပွဲကောင်းစောကျင်တဲ့ fan တွေကြည့်ရင်ကျွန်တော်ရဲ့ Fitness Channelကို join ထားဖို့ကိုကျွန်တော်မှပြောချင်ပါတယ်မင်းညကလည်းကျွန်တော် Telegram Channel မှာဒေါ်မွန် body တပွဲကောင်းကိုကျွန်တော် member ပွဲစဉ်တွေထဲကကျွန်တော် free ချပေးခဲ့ရမှာတော့အဆင်ပြေနိုင်ပွဲရရှိခဲ့သလို free မောင်း၅ပွဲရွေးချယ်မှုမှာတော့ bet တပွဲတဲ့နဲ့ကြေပွဲခဲ့ရတဲ့ကျွန်တော်ရဲ့မောင်းရွေးချယ်မှုအနေထားတဲ့ဖြစ်ပါတယ်မင်းညက BBIB 1ရွေးချယ်မှုကတော့ hot by body နဲ့ရှုံးနေခဲ့တာကြောင့်ဒီနေ့မှာကျွန်တော်ပြန်လဲအနိုင်ရရှိဖို့ကိုကျွန်တော်အကောင်းဆုံးကြိုးစားထားပြီးတော့မနေ့ကကျွန်တော်ရဲ့ member ဝင်တွေ share လမ်းခဲ့တဲ့ကျွန်တော်ရဲ့ member ပွဲရွေးချယ်မှုတွေလည်းဖြစ်ပါတယ် member special ပွဲစဉ်ကတော့ကျွန်တော် Fiorentina 3စတင်ဆောရမယ့်ပွဲစဉ်ကိုရွေးချယ်ပေးခဲ့ရမှာအပြည့်အဝပျော်ရွှင်ခွင့်ရရှိခဲ့ပြီးတော့နောက်ထပ် member ပွဲစဉ်2ပွဲမှာတော့တပွဲနိုင်တပွဲရှုံးဖြစ်ခဲ့တဲ့ကျွန်တော်ရဲ့ရွေးချယ်မှုအနေထားတဲ့ဖြစ်ပါတယ်ဆိုတည်တဲ့ကိုပေါ်ဒေါ်မွန် body တို့ဖြစ်ပါတယ်ဒီနေ့ပြင်သစ်လီဂူပွဲစဉ်၅ပွဲစလုံးကိုကျွန်တော်သုံးသပ်ရွေးချယ်ပေးသွားမှာဖြစ်ပြီးတော့ကျွန်တော်ရဲ့ BBIB တသိန်းနဲ့ရောင်းပွဲဝယ်စောကျင်တဲ့လက်ကြီး fighter တွေရှိရင်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့0909395236တို့လာရောက်ဆောင်စမ်းမင်းမြတ်နိုင်ပါတယ်ကျွန်တော်ရဲ့ record တွေကိုလည်း Telegram Channel မှာကျွန်တော်အမြဲတမ်းတင်ပေးထားပါတယ်အစောဆုံးပွဲစဉ်မှာရှင်ပြိုင်သွားမဲ့အန်ကာနဲ့လိုင်းယွန်အတင်းတို့၏ပွဲစဉ်မှာတော့လိုင်းယွန်အတင်းအတွက်မဖြစ်မနေနိုင်ပွဲပေါ်ဆောင်ဖို့လိုအပ်နေတဲ့အတင်းထဲမှာပါဝင်နေပြီးတော့ဥရောပဝင်ခွင့်တနေရာအတွက်အနိုင်ရရှိမှသာညှော်လင့်နိုင်မဲ့အတင်းကြီးတင်းနဲ့ဖြစ်ပါတယ်။လိုင်းယွန်ရဲ့ခြေစွမ်းကမတိမငြိမ်ဖြစ်နေပြီးတော့ကစားသမားကောင်းတွေဒဏ်ရာရရှိသွားတာကြောင့်12ပွဲဆက်တိုက်အနိုင်ရရှိထားရကနေပြီးတော့10ပွဲဆက်တိုက်နိုင်ပွဲမရှိရလက်လက်ရှိမှာဖြစ်ပေါ်နေတဲ့လိုင်းယွန်ရဲ့ခြေစွမ်းနဲ့ဖြစ်ပါတယ်။ဒီနေ့ပွဲစဉ်မှာတော့အဓိကကစားသမားတွေပြန်လည်ပါဝင်လာနိုင်မှုနဲ့အတူလိုင်းယွန်ရဲ့ခြေစွမ်းကိုအဝေးကွင်းမှာကျွန်တော်တို့ထပ်မံစောင့်ကြည့်သွားမယ်ပွဲစဉ်တစ်ပွဲတည်းဖြစ်ပါတယ်။အန်ကာအသင်းကတော့လက်ရှိတန်းနှစ်ဆောင်ကနေအမတ်ကွာဟာမှုများပြားနေတာကြောင့်ဖိအားမရှိတဲ့အသင်းထဲမှာပါဝင်နေပြီးတော့အန်ကာကလည်းလက်ရှိခြေစွမ်းကျဆင်းနေတဲ့အသင်းနဲ့ဖြစ်ပါတယ်။နောက်ဆုံးချိန်ပြိုင်တဲ့ပွဲစဉ်၅ပွဲမှာလည်းအန်ကာကတပွဲတာအနိုင်ရရှိထားပြီးတော့၄ပွဲစတိုက်ရှုံးနေထားပြီးတော့တွင်းကိုတွေအလွယ်တကူခွင့်ပြုနေရတဲ့အသင်းဖြစ်ပြီးတော့တိုက်စစ်ကလည်းဂိုးတကိုးရရှိဖို့ကိုပွဲတိုင်းမှာရုန်းကန်နေရတဲ့အသင်းဖြစ်ပါတယ်လိုင်းယွန်နဲ့ထိတ်တိုက်တွေ့ဆုံမှုမှာလည်းအန်ကာကအသာရလေးမရှိဘဲနဲ့2ပွဲနိုင်2ပွဲတည်လိုင်းယွန်က14ကြိမ်အထိအနိုင်ရရှိထားတဲ့ပွဲစဉ်အနေထားမှာတော့လိုင်းယွန်အသင်းကအန်ကာကို1+60အနိုင်ဂိုးပေါင်း2မိုင်းနဲ့50အရှုံးဖွင့်လှစ်ထားမှုမှာတော့လိုင်းယွန် body တစ်ချောင်းတည်းကိုသာကျွန်တော်ကြိုက်နေတတ်ပါတယ်နောက်ထပ်ကျွန်တော်ရွေးချယ်ပေးခြင်းတဲ့လီယာဗဒေးနဲ့အော်ဈေးအသင်းတော်၏ပွဲစဉ်မှာလည်းလက်ရှိလီယာဗဒေးရဲ့ခြေစွမ်းကနောက်ဆုံးကားတန်းဖောင်၅ပွဲဆက်အနေထားမှာတော့၄ပွဲအထိရှုံးနေထားပြီးတော့တပွဲတရေရလက်တာဆွမ်းဆောင်ထားနိုင်တဲ့လီယာဗဒေးရဲ့ခြေစွမ်းကအကြဘက်ကိုရောက်ရှိနေပြီးတော့ပြင်သစ်လီဂူအဆင့်14ရမှတ်28မှတ်တာစုဆောင်းထားနိုင်တဲ့လီယာဗဒေးတဲ့တန်းသေးဆောင်ကနေမဖြစ်မနေလွတ်မြောက်ဖို့အတွက်ဆိုရင်တော့အိမ်ကွင်းမှာနိုင်ပွဲပြန်လည်ဖော်ဆောင်ဖို့လိုအပ်နေတဲ့အသင်းကောင်းတဲ့နဲ့ဖြစ်ပါတယ်။အော်ဈေးအသင်းကတော့လက်ရှိပြင်သစ်လီဂူအဆင့်16ရမှတ်22မှတ်အထိစုဆောင်းထားနိုင်တဲ့အော်ဈေးအသင်းအတွက်နိုင်လီယာဗလေပဲဒီအစီတို့နဲ့ရမှတ်4မှတ်6မှတ်အထိကွာဟနေတာကြောင့်ဒီနေ့ပွဲစဉ်မှာတော့လီယာဗလေရှိကအနည်းဆုံးတည်မဟုတ်ခဲ့ရင်တော့အနိုင်ရရှိဖို့လိုအပ်နေတဲ့အဝေးကွင်းပွဲစဉ်ဖြစ်ပြီးတော့အော်ဈေးကတော့လက်ရှိခြေစွမ်းပြန်လည်ကောင်းမွန်လာမှုနဲ့အတူနောက်ဆုံး၄ပွဲဆက်မှာတပွဲနိုင်2ပွဲတည်တပွဲသာရှုံးနေထားခဲ့တဲ့ပွဲစဉ်တွေကိုတွေ့ရှိသွားမှာဖြစ်ပြီးတော့ရှုံးနေထားခဲ့တဲ့ပွဲစဉ်တစ်ပွဲကလည်းမာဆေးကိုကျင်းပြောင်းသွားတဘိုးကုန်းကြီးဆိုတဲ့ရာနက်နဲ့သာရှုံးနေခဲ့တဲ့အသင်းကောင်းတဲ့နဲ့ဖြစ်ပြီးတော့ဒီနေ့ပွဲစဉ်မှာတော့လီယာဗဒေးက level -30 အရှုံးဂိုးပေါင်း2မိုင်းနဲ့60အရှုံးဆိုပြီးတော့ဖွင့်လှစ်မှုပေးထားတဲ့လီယာဗဒေးရဲ့ body ကြေးတန်းကအင်မတန်ကိုပျော့ပြောင်းမှုရှိနေတဲ့ body ကြေးတန်းဖြစ်ပြီးတော့ပထမကြောထိတ်တိုက်တွေ့ဆုံရမှာတုန်းကလည်းအော်ဈေးရဲ့ကွင်းမှာလီယာဗဒေးကတဘိုးကုန်းကြီးဆိုတဲ့အနိုင်ရရှိထားပြီးတော့အော်ဈေးနဲ့ထိတ်တိုက်တွေ့ဆုံတိုင်းလီယာဗဒေးကအမြဲတမ်းအသာရရှိထားတဲ့အသင်းကောင်းတဲ့နဲ့ဖြစ်ပါတယ်ဒါကြောင့်မလို့ level 30လောက်သာဖွင့်လှစ်ထားတဲ့လီယာဗဒေးကိုကျွန်တော်လက်ဆောင်တင်ပြီးတော့
ခြေစွမ်းပြန်လဲကောင်းမှုရှိလာတဲ့ Aussie body ကိုဒါကျွန်တော်ကြိုက်နေတတ်ပါတယ်ဒေါ်လီယန်နဲ့ Paddy SC အသင်းတော်ကြီးပွဲစဉ်မှာတော့ဒေါ်လီယန်ကလက်ရှိပြင်သစ်လီဂ်ကိုအဆင့်30နေရာအထိရောက်ရှိနေပြီးတော့ရမှတ်38မှတ်အထိစုဆောင်းထားနိုင်တဲ့လော်ရီယန်အတွက်တမ်မစင်ရဖို့အတွက်တေချာနေတဲ့အသင်းတစ်သင်းထဲမှာပါဝင်နေပြီးတော့အလဲလက်နေရာမှာဒါရောက်ရှိနေတဲ့အသင်းကောင်းတစ်သင်းနဲ့ဖြစ်ပါတယ်လော်ရီယန်ကနောက်ဆုံးရှင်ပြိုင်တဲ့ပွဲစဉ်တွေမှာတော့တေပွဲတွေများပြားပြီးတော့တပွဲတာရှုံးနိမ့်ထားတဲ့အသင်းကောင်းတစ်သင်းဖြစ်ပေမဲ့ဒီနေ့ပွဲစဉ်မှာတော့ဘလို့ရလက်တွေစောင့်ဆောင်လာနိုင်မလဲဆိုတာကတော့အဓိကစောင့်ကြည့်သွားမယ်အလဲလက်အသင်းနဲ့ဖြစ်ပါတယ်အိမ်ကွင်းကစားပုံကောင်းမှုရှိပြီးတော့73ပွဲရှင်ပြိုင်ရမှာ9ပွဲနိုင်5ပွဲတည်တပွဲတာရှုံးနိမ့်ထားတဲ့လော်ရီယန်ရဲ့ကစားပုံနဲ့ဖြစ်ပါတယ်။ Paddy SC နဲ့အိမ်ကွင်းမှာထိပ်တိုက်တွေ့ဆုံတိုင်းလော်ရီယန်က3ချိန်ဆက်အနိုင်ရရှိထားတဲ့အသင်းဖြစ်တာကြောင့်ဒီနေ့အိမ်ကွင်းပွဲစဉ်မှာရောထပ်မံအနိုင်ရရှိသွားမလားဆိုတာကတော့အဓိကစောင့်ကြည့်သွားမယ်။တန်တဲ့အသင်းထဲမှာပါဝင်နေပြီးတော့ Paddy SC ကို6ပွဲနိုင်2ပွဲတည်2ပွဲသာပြန်လဲရှုံးနိမ့်ထားခဲ့တဲ့လော်ရီယန်တို့ထိပ်တိုက်တွေ့ဆုံမှုအနေထားတဲ့ဖြစ်ပါတယ်။ Paddy SC ရဲ့ခြေစွမ်းကလည်းလက်ရှိပြင်သစ်လီဂူမှာဒါမဲ့30မှတ်အထိစုဆောင်းထားနိုင်တဲ့ Paddy SC အသင်းအတွက်တန်းသင်းဆောင်ကလွန်မြောက်ဖို့အတွက်ဆိုရင်တော့အမှတ်အနည်းငယ်စုဆောင်းဖို့လိုအပ်နေတဲ့အသင်းကောင်းတစ်သင်းနဲ့ဖြစ်ပါတယ်။ Paddy SC ရဲ့ခြေစွမ်းကလက်ရှိမှာတော့နောက်ဆုံး5ပွဲဆက်ရှုံးပွဲမရှိတာပဲနဲ့2ပွဲနိုင်3ပွဲတည်ရလက်ဖတ်ပေါ်ထားခဲ့တဲ့အသင်းကောင်းတစ်သင်းနဲ့ဖြစ်ပါတယ်။ဒီနေ့ပွဲစဉ်မှာတော့အင်ရှင်ဒေါ်ရီယန်ကနေပြီးတော့ level minus 60အရှုံးလောက်သာဖွင့်လှစ်မှုပေးထားပြီးတော့ဂိုးပေါင်းကျေးတန်းဖွင့်လှစ်လာမှုမှာလည်း2မိုင်းနဲ့60အရှုံးဖွင့်လှစ်ထားမှုမှာတော့ကျွန်တော် body ကိုရှောင်ပြီးတော့ဂိုးပေါ်နဲ့ဒါကျွန်တော်စွန့်စားရွေးချယ်သွားခြင်းပါတယ်။မန်နဲ့နတ်တဲ့အသင်းတို့ပွဲစဉ်မှာတော့နှစ်သင်းစလုံးတန်းသင်းဆောင်ကနေလုံးထွက်ဖို့အတွက်ဆက်လက်ရှင်ပြိုင်သွားမယ်ပွဲစဉ်ပွဲတဲ့ဖြစ်ပြီးတော့ဒီနေ့ပွဲစဉ်မှာတော့နတ်တက်ကlevel minus 20အရှုံးဂိုးပေါင်း2မိုင်းနဲ့60အရှုံးဆိုပြီးတော့ဖွင့်လှစ်မှုပေးထားတဲ့ပွဲစဉ်ပွဲတဲ့ဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာတော့ကျွန်တော်နတ်တက် body နဲ့ဂိုးအပေါ်နဲ့ဒါကျွန်တော်ကြိုက်နေတတ်ပါတယ်ပြင်သစ်လီဂူရဲ့တနာရီ15မှာနောက်ဆုံးရှင်ပြိုင်သွားမဲ့ဘစ်မတ်ပွဲစဉ်ပွဲဖြစ်တဲ့မိုနာကိုနဲ့မာဆေးအသင်းတော်၏ပွဲစဉ်မှာတော့အင်ရှင်မိုနာကိုရဲ့ခြေစွမ်းကလက်ရှိမှာတော့ပြင်သစ်လီဂူ6ပွဲဆက်အနိုင်ရရှိထားပြီးတော့အဆင့်9နေရာမှာဒါရောက်ရှိနေတဲ့မိုနာကိုအသင်းအတွက်ဒီနေ့ပွဲစဉ်မှာတော့မဖြစ်မနေနိုင်ပွဲပေါ်ဆောင်နိုင်မှဥရောပဝင်ခွင့်တနေရာအတွက်ညှော်လင့်နိုင်မဲ့အသင်းကြီးတစ်သင်းနဲ့ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်တော့လက်ရှိမိုနာကိုရဲ့ရမှတ်က46မှတ်သာရှိပြီးတော့ရန်နဲ့လိုင်းယွန်မာဆေးအသင်းတို့နဲ့ရမှတ်3မှတ်အထိကွာဟမှုရှိနေတာကြောင့်မာဆေးကိုသာအနိုင်ရရှိခဲ့မယ်ဆိုရင်တော့အဆင့်4နေရာအထိညှော်လင့်ခွင့်ရှိနိုင်သေးတဲ့အသင်းကောင်းတစ်သင်းနဲ့ဖြစ်ပါတယ်။မာဆေးအသင်းကလည်းလက်ရှိနီးပြအသင်းလက်ထက်မှာတော့ကစားပုံကောင်းမှုရှိနေတဲ့အသင်းဖြစ်ပေမဲ့ကစားသမားတွေနဲ့အသင်းပိုင်ရှင်တွေကြားမှာတော့အရှုံးရှိနေတဲ့အသင်းဖြစ်ပြီးတော့ဒီနေ့ပွဲစဉ်မှာမာဆေးရဲ့အဓိကကစားသမားကလင်းဦးကလည်းပါဝင်မလာနိုင်မှုနဲ့အတူတိုက်စစ်ရုံးကန်လာပွဲရှိနေတဲ့အဝေးကွင်းပွဲစဉ်ပွဲတွေဖြစ်ပါတယ်။မိုနာကိုရဲ့ကွင်းမှာတွားရောက်ရှင်ပြိုင်တိုင်းမာဆေးအသင်းရုံးကန်ရလေးရှိပြီးတော့နောက်ဆုံး2ကြိမ်ဆက်မိုနာကိုရဲ့ကွင်းမှာ2ပွဲစလုံးရှုံးနိမ့်ထားခဲ့တဲ့မာဆေးရဲ့ဆက်ဆောင်ရည်အနေထားတဲ့ဖြစ်ပါတယ်။လက်ရှိရှီစွမ်းမှာတော့မာဆေးအသင်းကနောက်ဆုံးတိုင်ပွဲစုံ5ပွဲဆက်အနေထားမှာတော့3ပွဲအထိအနိုင်ရရှိထားပြီးတော့တပွဲတည်းလိုင်းဒီတပွဲတဲ့ကိုသာရှုံးနိမ့်ထားခဲ့တဲ့မာဆေးရဲ့ကစားပုံအနေထားတဲ့ဖြစ်ပါတယ်ပထမကျော်ထိပ်တိုက်တွေ့ဆုံချိန်မှာတုန်းကလည်းအိမ်ကွင်းမှာမာဆေးကကျင်းပြောင်းတဲ့ရလက်နဲ့တကိုးကုန်းကြီးဆိုပြီးတော့အနိုင်ရရှိထားခဲ့တာကြောင့်ဒီနေ့အိမ်ကွင်းပွဲစဉ်မှာတော့မိုနာကိုက level minus 60အရှုံးဂိုးပေါင်း3တီဖွင့်လှစ်လာမှုမှာတော့အင်ရှင်မိုနာကို body နဲ့ဒါကျွန်တော်စွန့်စားရွေးချယ်ခြင်းပါတယ်ဘာကြောင့်လဲဆိုရင်တော့မာဆေးနဲ့ရှင်မယ်ဆိုရင်တော့အမတ်ပုံမှုလိုအပ်ပြီးရှစ်စွမ်းထက်မြက်နေတဲ့မိုနာကိုကဒါကျွန်တော်တို့ကိုပျော်ရွှင်မှုအပြည့်အဝပေးသွားနိုင်တဲ့အိမ်ကွင်းပွဲစဉ်ပွဲတဲ့ဖြစ်လာနိုင်ပါတယ်ပြင်သစ်လီဂူပွဲစဉ်တွေထဲကမှကျွန်တော်ကြိုက်နေတတ်တဲ့တပွဲကောင်းရွေးချယ်မှုကိုတော့ကျွန်တော်ရဲ့ Telegram Channel မှာကျွန်တော်တင်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ fan တွေ join ထားဖို့ကိုကျွန်တော်ပြောချင်ပြီးတော့ကျွန်တော် comment မှာကျွန်တော် link ချထားပေးမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ fan တွေအားလုံး good luck ပါ